မွေးစားသားနဲ့သွေးနှောကပြား25ဦးထိပါဝင်တဲ့အာဆီယံဟွန်တန်းဖလားအုပ်စုပြီးဇူလိုင်လ25ရက်နေ့မှာစတင်ရှင်ပြိုင်မဲ့အာဆီယံဟွန်တန်းဖလားမှာမြန်မာအသင်းဟာထိုင်းမလေးရှားဖိလစ်ပိုင်လာအိုတို့နဲ့တအုပ်စုတွေကြားရောက်နေပါတယ်။ပြိုင်ဘက်အသင်းတွေရဲ့တရားဝင်လူစည်းရင်းထွက်ရှိလာတဲ့အချိန်မှာတော့မွေးစားသားနဲ့သွေးနှောကပြားရေအတွက်ဟာရခိုင်နှစ်များထက်တိတိတာတာများပြားလာတာကိုတွေ့ရမှာဖြစ်ပါတယ်။တတင်းချင်းစီရဲ့အရေအတွက်ကိုမပြောခင်မွေးစားသားနဲ့သွေးနှောကပြားမတူတာကိုနည်းငယ်ရှင်းပြခြင်းပါတယ်။ဘောလုံးလောကမှာမွေးစားသားဆိုတာကကိုကစားပေးမဲ့နိုင်ငံနဲ့သွေးသားမျိုးရိုးသက်ဆိုင်မှုလုံးဝမရှိပဲထိုနိုင်ငံရဲ့လက်ပြိုင်ပွဲမှာ FIFA သတ်မှတ်ထားတဲ့ကာလအနည်းဆုံး9နှစ်ကြာအောင်သွားရောက်ကစားပြီးမှဆိုပါနိုင်ငံသားဖြစ်ပြောင်းလဲခံယူခြင်းတို့မဟုတ်ဆိုရကထူးနိုင်ငံသားဖြစ်ပေးအပ်ခြင်းဖြစ်ပါတယ်။သွေးနှောကပြားတို့မဟုတ်FIFAမွေးကစားသမားတွေကတော့မိဘတို့မဟုတ်ဖိုးဝါးတူကထိုနိုင်ငံသားဖြစ်တဲ့ဖြင့်သွေးသားမျိုးရိုးဆက်နွယ်မှုရှိပြီးနိုင်ငံခြားမှာမွေးဖွားကြီးတင်းခဲ့တော်လဲမိဘဘိုးဝါမျိုးရိုးအရနိုင်ငံသားဖြစ်ခွင့်နဲ့ပတ်စပို့ကိုတရားဝင်ရရှိထားသူများဖြစ်ပါတယ်။အသင်းလိုက်အနေနဲ့မလေးရှားအသင်းမှာဘရာဇီးအာဂျင်တီးနားဂမ်ဘီယာလူမျိုးမွေးစားသားစစ်ယောက်ထိပါဝင်လာပြီးမိဘမွေးကပြားကစားသမား4ယောက်စုပေါင်း8ယောက်ထိပါဝင်ပါတယ်။ထိုင်းအသင်းမှာတော့မွေးစားသားစစ်မပါရှိပဲဥရောပရောက်ထိုင်းကပြားကစားသမား2ယောက်ပါဝင်ပါတယ်။ဖိလစ်ပိုင်အသင်းကတော့အသင်းလူစင်းရဲ့90%ကမွေးစားသားနဲ့ကပြားတွေချစ်ကြပြီးစုပေါင်း15ယောက်ထိစံချိန်တင်ပါဝင်နေပါတယ်။ဒီစင်းရင်ကိုကြည့်မယ်ဆိုရင်အာရှနိုင်ငံတွေဟာမွေးစားသားနဲ့သွေးနှောကစားသမားတွေကိုဘယ်လောက်ထိလေးထားထည့်သွင်းထားလဲဆိုတာတွေ့နိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာအသင်းအနေနဲ့ကမွေးစားသားတွေခေါ်ယူပြီးအားဖြစ်တာနဲ့ပြည်တွင်းဖြစ်ဒီလူစင်းရင်တိုင်းပဲအသုံးပြုနေတာပဲဟာကိုမြင်ကျင်ကြလဲ။ကွန်မန့်မှာဆွေးနွေးပေးကြပါဦး။ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like follow subscribe လေးလုပ်သွားပေးပါဦးနော်။